နောက်ဆုံးကြပြောလမ်းခွဲအောင် ကိုကိုရီ ပြောလေနန္ဒာလိုင်း ရှင်နဲ့ကျမလမ်းခွဲမယ် ဘယ်လိုပြောလိုက်တဲ့နန္ဒာလိုင်း ရှင်ကြားတယ်တဲ့ဟုတ်တယ် မင်းကလေလင်းနေတဲ့ဖက်ကိုခွရက်ပြီးတေချာတဲ့ဖက်မှာဇုံနေနဲ့မိမ့်ပါပဲကောင်းပြီလေဟင်ရောက်ခွဲမဲ့ဆိုလေရောက်ဒါပေမဲ့မင်းတခုတော့ပြောလိုက်မင်းတို့လိုခြံခုံတဲ့မိန်းမတွေကတနေ့တစ်ချိန်မှာငါနဲ့လမ်းမှာတွေ့ခဲ့လို့ကံမကုံလို့ပြန်ဆောင်ခဲ့မယ်ဆိုရင်တော့မင်းနဲ့စန့်ကျင်ပဲလမ်းကိုထွက်သွားလိုက် သဘောပဲ လက်ပြနှုတ်ဆက်ပြီးတော့ပြုံးရတာတွေရှိတော့မှမဟုတ်တော့ဘာဖြစ်လို့ဆိုတော့မင်းဒီနေ့လမ်းခွဲပြီးရင်မနေ့ကငါရဲ့နှလုံးသားတေသွားလို့ပဲကွာအဲ့မနေ့ကနောက်ကနေပြီးတော့ပြည့်ဖက်လိုက်ဟိုနောက်ကနေပြည့်ဖက်လိုက်ကိုထွေးဆိုပြည့်ဖက်လိုက်ငါ့ကိုပြည့်ဖက်လိုက်နော် ကိုကိုရီ ဟာတက်စုံကြီး နန္ဒလည်းနေတဲ့သူငင်းပြသွားပြီ အခုတက်စုံကြီးဖြစ်သွားပြီနေနဲ့ဘောက်ရီနေအောင်နေအောင် ဟုတ်နန္ဒလည်းနေတဲ့သူငင်းဒီပုံစံမလား ဒီပုံစံပဲ ဟောအဲ အခုလည်းနေလူမရှိလို့နေခဏခေါ်ရတာတက်စုံကြီးမယ် အဲ တက်စုံကြီးနေကြိတ်ကြိုက်နေငါ့ကိုလေတက်စုံကြီးကြိတ်ကြိုက်နေပြန်လာခဲ့ပုံစံမကြောက် ကိုကိုရီ ဟာတက်စုံကြီးမင်းငါနောက်မကတ်နဲ့ကွာဘာရဲ့နှလုံးသားတွေကမကတ်နဲ့လို့ပြောနေတယ်တက်စုံကြီး ကိုကိုရီရလေ ငါရဲ့နှလုံးသားတွေကဒီလူတယောက်ကိုချစ်တယ်ဆိုရင်အဲ့လူတယောက်တည်းကိုပဲချစ်တာအဲ့လူတယောက်ငါ့ကိုထားသွားရင်လေငါနှလုံးသားကိုမြေမြုပ်ပြီးသိငယ်လိုက်မယ်တခြားချစ်ဆိုတာမရှိတော့ဘူးအဲ့တော့မင်းငါနာမနေနဲ့ဒိုးလိုက်တော့ရောက်သွားမိုက်တယ်မလားစလား ဒီ မိုက်နော်